50တဲ့ကဇလန်းလေးတစ်ခုမှတ်သားကြည့်ကြရအောင်ကြားဘူးခြင်းလဲကြားဘူးမယ်ဇလန်းဆိုတာသင်္ကန်းစာယူဖို့အတွက်နော်ဇက်ကတယ်လို့ပုံမြင်နားထောင်တယ်လို့မထောင်နဲ့ဘဝအတွက်သင်္ကန်းစာယူဖို့ဇလန်းရဲ့အရာသာခံမှုပြောတာမဟုတ်ဘူးသင်္ကန်းစာယူဖို့လောကမှာဇလန်းတွေအများကြီးရှိတယ်ဒီရွာမှာလည်းဇလန်းတွေရှိမှာပေါ့နော်အလုံးနေစဉ်ဘဝမှာဇလန်းတွေဆိုတာရှိတာပဲဇလန်းဆိုတာဖြစ်ဖြစ်တစ်ခုပဲမြတ်စွာဘုရားဟောတဲ့ထဲကဇလန်းလေးတစ်ခုကိုကြည့်ကြည့်အောင်ဂုံတယ်2ယောက်ရှိတယ်တရွာထဲမှာတမြို့ထဲမှာဂုံတယ်2ယောက်ရှိတယ်တစ်ယောက်မှာနောက်လိုက်နောက်ပါသွားပေါ်လာပဲ900စီရှိတယ်ရှစ်ခေတ်ကကိုရောင်းကုံဝဲသွားပြီးဆိုရင်ကုန်ပစ္စည်းတွေကိုတင်းပြီးတော့အမတန်ကြမ်းတမ်းတဲ့ကန္တရာခရီးကြီးတွေကိုဖြတ်ပြီးတော့ဟိုဘက်ကိုသွားရတယ်ရက်ပေါင်းများစွာသွားတအီအီနဲ့လဲနဲ့မောင်းသွားအခုလိုကားတွေပဲရှိတာမဟုတ်ဘူးနော်အဲ့ဒီလိုသွားတဲ့အခါမှာဒီကုန်းသည်တွေကိုဥဆောင်တဲ့ခေါင်းဆောင်ဆိုတာရှိရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဥဆောင်သွားတဲ့ပုဂ္ဂိုလ်ရှိရတယ်အဲ့ဒီဥဆောင်တဲ့ပုဂ္ဂိုလ်ကစိတ်ကူးရင်သမားလားအမျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်လားဒါအရေးကြီးဆုံးပဲစိတ်ကူးရင်သမားနောက်ကလိုက်မရင်တော့သေပြီဒါမှပဲတော့နော်အမျှော်မြင်ရှိတဲ့ပုဂ္ဂိုလ်နောက်ကလိုက်ရင်တော့အကျိုးရှိကြမှာပဲအကုန်အဲ့ဒီကုံဒီ2ယောက်မှာနေတနေကိုသွားပြီးတော့သူတို့ဒေသထွက်ပစ္စည်းတွေကားတွေနဲ့တည်ပြီးတော့ဟိုတနေတကြီးကိုသွားရောင်းကြမှာရောင်းတဲ့အခါမှာလှဲပေါင်း900လို့ဆိုတော့ဒီကလှဲပေါင်း900လှဲပေါင်း1000သွားမယ်ဆိုရင်ဒီလမ်းခရီးမှာရှိတဲ့အစာရေစာရေကစခက်ခဲကြုံနေပြီအဲ့ဒါကြောင့်မို့တစ်ဖွဲ့စီခွဲသွားဖို့သူတို့ဆုံးဖြတ်တယ်ဆုံးဖြတ်တဲ့အခါမှာအတွေးချင်းမတူကြဘူးအမျှော်မြင်ရှိတဲ့လူနဲ့အမျှော်မြင်မရှိတဲ့လူကဲဆွေးနွေးတယ်မင်းရင်သွားငါရင်သွားဆွေးနွေးကြတယ်ပေါ့တို့2ယောက်တူတူသွားလို့တော့မရဘူးနှစ်ဖွဲ့တူတူသွားရင်မလောက်ဘူးအဲ့တော့မင်းရင်သွားမလားငါရင်သွားမလားဆိုတော့စဉ်းစားဉာဏ်ရှိစိတ်ကူးရင်သမားနဲ့အမျှော်မြင်သမားဒီနေရာကျတော့ကွာသွားတယ်စိတ်ကူးရင်သမားကဘာစိတ်ကူးလိုက်လဲဆိုတော့သူကငါရင်သွားရောင်းမယ်ဒါမှအမြတ်ရမြတ်ရမယ်နော်အဲ့ဒီခရီးငါရင်သွားမယ်သူကအရင်ရဖို့ကြိုးစားတယ်ငါရင်သွားမယ်သူ့တွေ့ရပါတော့ဆိုရင်အေးအရင်သွားတဲ့လူကကိုကြိုက်တဲ့ဈေးထားပြီးတော့ကိုကြိုက်တဲ့လူရောင်းလို့ရမယ်ဈေးနှုန်းသတ်မှတ်လို့ရသူကဒါတွေ့နော်ဈေးနှုန်းကိုကြိုက်တယ်လို့ပြောပြီးရောင်းမယ်ဟောနောက်တစ်ခါသွားရမယ့်လမ်းခရီးကြီးကအမတန်မှကျန်းတယ်ဘာတွေရှိတယ်ဆိုတာဘယ်သူမှမသိဘူးလမ်းကအမတန်ကျန်းတယ်ကျန်းတဲ့နေရာမှာရေမရှိတာတို့ဒီတာရဲ့တိရစ္ဆာန်တို့ဘလူးတပက်တွေတို့ဒါမျိုးတွေဒီခရီးချမ်းကြီးကိုဖြတ်ရမှာစခန်းချညကြတော့ခရီးသွားနေ့စခန်းချညခရီးစခန်းချနေ့ခရီးသွားနေ့စခန်းချရနာညခရီးသွားဆိုပြီးဒီလိုလုပ်ရစိတ်ကူးရင်သမားအတွက်တွေးလိုက်တယ်ငါရင်သွားလို့ရှိရင်တဲ့ငါနဲ့သွားတဲ့လူတွေရေကြည်လဲတောင်းရမယ်မြက်လဲကောင်းကောင်းစားရမယ်ဟောဟင်းသီးဟင်းရွက်လည်းပဲကောင်းကောင်းငါတို့ဘယ်သူမှမခူးသေးတဲ့ဟင်းသီးဟင်းရွက်တွေငါတို့ခူးရမယ်ဈေးကြတော့လဲငါကြိုက်တဲ့ဈေးရောင်းရမယ်သူအတွေးအဲ့လိုတွေးတာနော်တွေးပြီးတော့သူအရင်သွားတယ်ဆိုတာသူစိတ်ကူးရင်သမားပဲသူအရင်တွားတဲ့အခါကျတော့ခရီးထွက်လို့တော့ကြာပြီးတော့ကန္တရခရီးကြီးကိုဖြတ်ရပြီဆိုတဲ့အချိန်မှာအန္တရာယ်လွန်များတယ်အဲ့ထူအန္တရာယ်လွန်များတယ်အသိပညာတတ်ပညာတွေရှိဖို့လိုတယ်သူကအဲ့ဒီမှာဒီလှဲပေါ်မှာရေတွေတည်ပြီးတော့သွားရတယ်ရေစီလှဲတွေလည်းပါတယ်ဆိုတော့အဲ့လိုသွားစားစရာတောက်စရာတွေချက်ဖို့ပြုတ်ဖို့တွေနဲ့အကုန်လုံးလှဲကောင်း900ဆိုတာကုန်ပစ္စည်းတင်တဲ့လှဲကတင်းလမ်းရိတ်ခါတင်တဲ့လှဲကတင်းနေဆိုပြီးအဲ့လိုသွားတာလာချီပြီးတော့ခရီးထွက်ကြအဲ့ဒီလိုလာချီပြီးတော့ခရီးထွက်တဲ့အခါမှာသူကခရီးသွားတော့ရက်ကအတော်ချမ်းသေးတယ်2ပတ်လောက်ခရီးထွက်ပြီးတော့ခရီးအလယ်လောက်ရောက်တဲ့အချိန်လေးမှာဘာတွေ့တုံးဆိုသူနဲ့ရင်ဆိုင်မြင်းစည်းပြီးတော့ကြာပန်းနေခေါင်းမှာပန်းပြီးတော့အဝတ်တွေကလည်းစိုးရွှဲနေတဲ့လူတယောက်မြင်းစည်းပြီးတော့လာတာကိုသူတွေ့တယ်တွေ့တဲ့အခါကျတော့အဲ့ဒီလူကဘာပြောတော့ဆို
အဲ့ဒီလူနဲ့တွေ့တဲ့အခါအဲ့ဒီလူလမ်းမေးတယ်လမ်းမေးတော့ဟိုလူကအကုန်ပြောပြတာပေါ့ရှေ့မှာမိုးတွေရွာတယ်နော်မိုးတွေရွာတယ်ရေတွေလည်းရှိတယ်ဟိုအဆင်ပြေတယ်ပေါ့သူပြောတာဒီခကြီးကသူတို့အရင်မသွားဘူးမဟုတ်ဘူးသွားဘူးတယ်တကယ်ကန်တာရာခကြီးကြီး6တွေ့နော်ဘာမှမရှိဘူးအဲ့ဒါကိုလမ်းမှာမိုးတွေရွာလို့ကြည်လေးတဲ့ငါးမာဒီမဲ့ဆိုရွှဲပြီးတော့မိုးတွေနဲ့ဟောဒီမှာကြာပန်းနေနဲ့ဆိုပြီးတော့ဟိုလူကတရုပ်ဆောင်ပြတာအတွေးသမားကတော့ဟုတ်လောက်တယ်လို့ तू ယုံနေထဲမဲ့ तू မစင်းစားတဲ့အချက်တွေအများကြီးပါတယ်မိုးချင်းတန် तू မကြားရအောင်ရှက်စီးလက်ထ तू မမြင်ဘူးနော်ဒီကြာနဲ့ဒီရေလေးမြင်တာနဲ့ तू ကစိတ်ကူးရင်လိုက်ပြီးဟာဟုတ်ပြီရှေ့မှာမိုးတွေရွာနေပြီတို့တော့ကံကောင်းတာပဲဆိုတော့ပေါ့ပါပါတို့သွားရအောင်ခကြီးကိုအမြန်နှင်းမယ်ကဲမင်းတို့ရေတွေအကုန်လုံးသွန်ပြစ်ဟိုရှိနာရေတွေးတော့မှာနော်ဆိုပြီးတော့လှဲကိုပေါ့ပါသွားမယ်ဆိုပြီးတော့ရေတွေအကုန်သွန်ပြစ်တာတရက်သွားလဲရေမတွေ့တရက်သွားလဲရေမတွေ့ဘယ်မလဲရေတွေမိုးတွေရွာလဲဆိုတာဘယ်မလဲအဲ့လိုနဲ့သွားတာထမင်းချက်စရာလည်းရေမရှိဘူးတောက်စရာလည်းမရှိဘူးဆိုနွားတွေကလည်းရေငတ်လူတွေကလည်းရေငတ်ထမင်းကလည်းငတ်ဆိုမသွားနိုင်တော့ဘူးအားတွေပြတ်ကုန်ကြတော့သူ့ရဲ့ဆုံးဖြတ်ချက်နောက်လိုက်ကြတာအကုန်လုံးနောက်ဆုံးကြတော့လူတွေဟာတာခွေရိုင်ဖြစ်ကုန်ကြအားမလုပ်နိုင်တော့ဘူးတာခွေရိုင်ဖြစ်ပြီးတော့ခရီးမဆက်နိုင်တဲ့အခါကျတော့အိပ်ပျော်နေတော့ဘလူးတွေကလာပြီးတော့သူတို့စားသွားကြလေအကုန်လုံးကုန်သေးဒါစိတ်ကူးရင်တာနော်စိတ်ကူးရင်လိုက်တာနဲ့ဒုက္ခရောက်သွားအဲ့ဒီမှာသူနဲ့ခရီးသွားမယ်ဆိုပြီးတော့ဟိုသူကအရင်ရွေးသွားတာနောက်ကလူကသူကအတွေးသမားမဟုတ်ဘူးအမျှော်မြင်ရှိတယ်သူကတော့မျှော်မြင်တာကုန်ပစ္စည်းမှာဈေးနှုန်းသတ်မှတ်ဖို့ကအဓိကမဟုတ်ဘူးဈေးနှုန်းသတ်မှတ်တာအဓိကမဟုတ်ဘူးသူတွေးတယ်ဒီလူအရင်သွားပါစေသူသွားလို့ရှိရင်လမ်းဆိုးတဲ့နေရာတွေသူပြင်သွားလိမ့်မယ်အဲ့တော့ငါပြင်စရာမလိုဘဲနဲ့အချောင်လိုက်ရမယ်ဟောသူကစဉ်းစားတာလေစဉ်းစားဖို့ရင်မတူဘူးဟုတ်တယ်အရင်သွားတဲ့လူဆိုလမ်းဖို့သွားမှာလေသူသွားဖြစ်အောင်သူလုပ်ရမှာဟောအရင်လူကလမ်းနေသူပြင်သွားလိမ့်မယ်အဲ့တော့ငါတော့သူသွားတဲ့လမ်းကြောင်းတိုင်းငါလိုက်သွားရင်အဆင်ပြေတယ်ဟင်းဒီဟင်းရက်တွေလည်းသူခူးသွားတာအကျန်းနေသူခူးသွားတော့ငါလက်ထက်ရောက်တဲ့အခါကျတော့ဟင်းရက်နုနုလေးတွေရမယ်မြက်ကလည်းသူ့နွားတွေစားသွားတာအကျန်းငါနွားတွေကြတော့အနုလေးတွေစားမှာဟောသူကမျောမြင်မုံချင်းမတူဘူးပေါ့မြက်တူပါတော့ဆိုတာဟုတ်တယ်လေမြက်ကျန်းကုန်သွားရင်မျက်နှုပေါက်တာပဲဟင်းရက်ဆိုတာလည်းအကျန်းကုန်သွားရင်အနုထွက်တာပဲလေအဲ့တော့နောက်လူကအမျှော်မြင်ရှိတဲ့လူတယောက်မြင်ရှိတဲ့လူကသူနဲ့လာချီပြီးတော့ခွာလိုက်လာတယ်နောက်ကသူမျှော်မြင်တဲ့အတိုင်းပဲလမ်းဆိုးတဲ့နေရာကြောက်တွေချင်းတွေဟိုလူကကြောက်တုံးတွေနဲ့လမ်းပြင်သွားတော့သူကအသာသွားရုံပဲအဲ့ဒါသွားမြက်ကြတော့လေဟုတ်တယ်ဟိုနွားတွေစားသွားတယ်မြက်နေရာမှာအခုမျက်နှုတွေပေါက်ကုန်ပြီဟင်းဒီရွက်တွေကလည်းပဲအနုတွေပေါ်လာပြီသူအဲ့ဒါတွေစားပြီးတော့သွားတယ်သူလိုပဲခရီးတစ်ဝက်လောက်ကျိုးတဲ့အခါမှာခုနအတိုင်းပဲဒီတကောလုံးဆူရွှဲလို့ဂျပန်ကြီးတွေပန်ပြီးတော့လူတယောက်မြင်းစည်းလာတွေ့ပြန်ပြီသူလေနော်တွေ့တဲ့အခါကျတော့ဟိုလူကပြောတယ်ရှေ့မှာမိုးတွေရွာတယ်ရေတွေရှိနေပြီလှမ်းမြင်ရလားစိမ့်စိမ့်ညို့ညို့ရှိနေတယ်ဒါတွေကဘာတွေတုံးရေတွေယူမနေနဲ့အလကားနော်ဟိုလူကပြောတာပြောတဲ့အခါကျတော့ဒီအမျော်မြင်သမားကစဉ်းစားတယ်ငါတို့ဒီလမ်းကိုခောက်သွားဘူးတယ်ရေစွာမတွေ့ဘူးဒီဟာတဲကန်တရာကြီးဒီနေရာမှာရေမရှိဘူးငါတို့ခောက်သွားဘူးတယ်ဒီလူကြည့်ရတာလဲအကြည့်ကရဲတယ်နှစ်ဖူးမောက်တယ်နှစ်ယောင်ကောက်တယ်ဒီလူကလူမဟုတ်တော့ဘူးနော်အရင်လူတွေဒါဘလူးစားခံရတာဖြစ်တော့ပြီဒီလူဟာကြက်ဖြစ်လိမ့်မယ်ပေါ့အခုခေတ်ကြက်ဆိုတာရှိတယ်လေအဲ့တော့ဖန်ဆင်းပြီးပြတာနေမှာပဲဆိုပြီးတော့သူ့လူတွေကိုတတိပေးတယ်ငါမပြောဘဲနဲ့ရေတစ်စက်မှမသွန်နဲ့တော့မင်းတို့ရေတစ်စက်မှမသုံးကြနဲ့တော့ခါတိုင်းတိုင်းပဲအချိုးချပဲသုံးရမယ်ရေလုံးဝမသုံးရဘူးတို့ခရီးစဉ်တိုင်းပဲဆက်သွားမယ်သူကဟိုလူပြောတဲ့စကားလုံးဝနားမထောင်ဘူးသူ့လူတွေကိုရှင်းပြတယ်ကဲမင်းတို့ဒီလဲပေါင်း900မှာလူတွေအများကြီးပါတယ်မင်းတို့မိုးချင်းတန်များကြားကြလားလို့ဆိုမကြားဘူးတဲ့သူတို့ဒီလူကမိုးရွာတယ်လို့ပြောတယ်မင်းတို့မိုးချင်းတန်ကြားလားဆိုမကြားဒါအပြင်ရှက်စီးလက်ထာမြင်ရလားဆိုမြင်အောင်
ရှာစီးလည်းမလဲပဲမိုးလည်းမချိန်မဲနဲ့မိုးရတယ်ဆိုတာမင်းတို့ကြားဘူးလားမကြားဘူးအခုတော့ရှိမှာပဲဟုတ်လားအဲ့တော့မင်းတို့မယုံညံ့နဲ့ရေတွေ့မှတို့ရေသွန်မယ်ရေမတွေ့မချင်းရေလုံးဝမသွန်နဲ့လို့သူ့လူတွေကိုတင်းတင်းကြပ်ကြပ်ပြောပြီးတော့ခီးဆက်တဲ့အခါမှာဟိုလူတွေဘလူးစားခံရတဲ့နေရာရောက်သွားတယ်ကြည်ဒီလူတွေလည်းဒီလိုလောက်ခံရတာဖြစ်မယ်ဆိုပြီးတော့ဘာလို့တုံးဆိုရင်အဲ့ဒီလူရဲ့လဲပေါ်မှာပါတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေသူ့လဲပေါ်ကတန်ဖိုးနေတာတွေနဲ့လဲပြီးတော့ကုန်တင်ပြီးတော့မကောင်းတဲ့လဲကောင်းတဲ့လဲပြီးတော့သူကရှေ့ဆက်ခီးထွက်သွားဟိုရောက်တဲ့အခါကျတော့သူသွားလို့တဲ့ခီးရောက်အမျက်တွေများသူအယောင်းဝယ်လုပ်ပြီးပြန်လာခဲ့ရတယ်အဲ့ဒါအမျောမြင်ရှိသူလို့ခေါ်တယ်နော်အမျောမြင်သမားဆိုတာသူပြောလူပြောနဲ့မယုံရဘူးကိုယ်ပိုင်ညာနဲ့ယုံရမယ်လို့ဒီလိုဆိုတာနော်အဲ့တော့အမျောမြင်မရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ကူးရင်သမားတယောက်ဟာဒီအဆိုးနဲ့ပဲကြုံရတာပဲဒါကြောင့်မို့ခုနကဘာတော့ဆိုခုနလူကရှောက်တွေးတယ်လေဟာဟုတ်တယ်ရှေ့မှာမိုးရတယ်ဖြစ်နိုင်တယ်စိတ်ကူးရင်လိုက်တယ်မိစ္ဆာဒိဋ္ဌိမှားတဲ့အမြင်တစ်ခုသူမြင်လိုက်တယ်ဘာလို့ဆိုတွေးတာဟာဒီလူကြီးရတာဟုတ်တယ်ရေတွေနဲ့သူရွှဲနေတာဒါလေးပဲကြည့်တယ်သူကကြည့်ပြီးတော့ဒါရေရှိတာသိကြတယ်ဆိုပြီးတော့မိစ္ဆာသင်္ကပ္ပမှားတဲ့အတွေ့တွေးတာတွေးပြီးတော့သူ့လူတွေပြောတယ်ဟုတ်တယ်ရေတွေတွန်ညဆိုမှားရွေးတဲ့စကားတွေပြောတယ်မှားရွေးတဲ့လုပ်ရက်တွေလုပ်တယ်အကုန်လုံးသူတို့လုပ်တာတွေကအမှားတွေဖြစ်ပြီးတော့ဟောနောက်ဆုံးမှာဒုက္ခရောက်သွားကြတယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဒီကိစ္စတစ်ခုမှာမြတ်စွာဘုရားကသင်္ကန်းစာတစ်ခုပေးတယ်ဆုံးမဩဝါဒပေးအပ္ပန္နကံဌာနမေကေဒုတိယအာဟုတက္ခိကာဆိုလိုတာကအေးအမျောမြင်ရှိတဲ့လူကသေချာမှလုပ်တယ်မသေချာတဲ့အလုပ်ကိုမလုပ်ဘူးတဲ့ဒါလေးကိုမှတ်တာနော်မသေချာပဲနဲ့စိတ်ကူးရင်တဲ့အလုပ်ဘယ်တော့မှမလုပ်ဘူးတဲ့သေချာမှလုပ်ရမယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူများပြောတာနဲ့မလွမ်းနဲ့ကိုယ်တိုင်သိအောင်ကြိုးစားဖြစ်နိုင်မဖြစ်နိုင်ကိုယ်တိုင်စဉ်းစားဖြစ်နိုင်မဖြစ်နိုင်မစဉ်းစားသည့်အတွက်ကြောင့်ခုခေတ်လည်းမကြားခြင်းအဆုံးပဲဘယ်မှာအလုံးရတဲ့နော်တရုတ်ပြည်သွားတနေ့ကိုဘယ်လောက်ရမယ်ဆိုလိုက်သွားဟိုရောက်တော့ဒုက္ခတွေရောက်ကြောင်းစားခံရတယ်လေဒီကနေ့ဂျာနယ်တွေထဲမှာမကြားခြင်းအဆုံးပဲဒါအဲ့ဒါစိတ်ကူးရင်သမားတွေခံရတာအမျောမြင်မရှိလို့ဟိုမှာကိုယ့်အမေရှိတာမဟုတ်ဘူးကိုယ့်ဖေရှိတာမဟုတ်ဘူးတချို့ဟိုမှာနိုင်ငံသားတွေမှာဆိုကိုယ်ရောင်းလို့ရောင်းတော်မှတော့မသိဘူးရောင်းစားခံရမယ်ဆိုတာ तू မသိဘူးလေဩဗမာပြည်ကမိန်းကလေးတွေလည်းအဲ့ဒါလိုရောင်းစားခံရတာတွေအများကြီးပဲအလုပ်ရမယ်ဆိုပြီးအပြောကောင်းတဲ့နောက်အဟုတ်ထင်ပြီးတော့လိုက်သွားကြမျောမြင်မရှိဘူးမျောမြင်မရှိတော့ဘာလို့ရတော့ဘလူးစားခံရတာပဲလေအဲ့ဒါလေဘလူးကိုစားသွားတာအဲ့ဒါပဲထွက်ပြေးလာတဲ့လူတစ်ယောက်နှစ်ယောက်လောက်ပဲအဲ့ဒီသူတို့ပြန်ပြောတဲ့ဇာလန်သိရနော်ဇာလန်မပြောနိုင်တော့အယိုးစုဖြစ်သွားတဲ့လူကအများကြီးခုမှဒီလိုရှိတယ်အဲ့ဒါကြောင့်ဘယ်ကိစ္စပဲဖြစ်ဖြစ်အမျောမြင်ရှိဖို့လိုအပ်တယ်ပေါ့အပြောနဲ့မယုံကြဖို့ဒါမြတ်စွာဘုရားရဲ့အဆုံးအမကိုကြည့်အပ္ပန္နကံဌာနမေကေအပ္ပန္နကဆိုကိန်းတီအလုပ်မှလုပ်ရမှာချင်းတီအလုံးမဟုတ်ဘူးဆိုရင်မလုံးနဲ့မသေးကြတဲ့အလုပ်ကိုမယုံနဲ့ဒုတိယအာဟုတက္ကိကာစိတ်ကူးရင်သမားတွေကတော့ဟိုကိန်းတီတာမသေးတာအသာချစိတ်ကူးရင်အေးဟိုရောက်လို့ရှိရင်အလုပ်ရမယ်တလားကိုဘယ်နှသိန်းရမယ်ဘယ်နှတောင်းရမယ်တရေတော့ကြလောက်အောင်ပြောတော့ဒီကလူကတရေကကြလားတရေကြလို့လည်းလိုက်လေသွားရောဟိုရောက်တဲ့အခါကိုယ်ရောင်းစားသွားနော်တရေတောင်မသုံးနိုင်တော့ဟိုရောက်တော့ထင်တဲ့တိုင်းဘာမှမဖြစ်ဘူးအများကြီးရှိတယ်ဗမာပြည်မှာနော်အများကြီးရှိတယ်တစ်ဖက်နိုင်ငံတွေမှာအများကြီးပဲဒုက္ခရောက်နေကြတာအဲ့ဒါကြောင့်မို့လို့ဒါတွေကသတိထားမယ့်ကိစ္စတွေအများကြီးသတိထားမယ့်ကိစ္စတွေဘုန်းကြီးတို့ငယ်ငယ်တော့ဘုန်းကြီးတို့ညီကောင်မောင်နှမများတယ်ပေါ့အားလုံး10ယောက်ရှိတာဟုတ်10ယောက်ရှိတာအကိုအကြီးဆုံးကနေပြီးတော့ငွေစားမယ်ဆိုပြီးတော့ဘုန်းကြီးကိုခေါ်တဲ့အခါအမေကဘာပြောလဲလို့ဆိုလို့ရှိရင်သူ့ကိုတော့ဘယ်လိုပြောလိုက်တော့ဆိုရင်ငါဟင်းရွက်ကစွန်းမှမဟုတ်တာနင့်ကိုဘာလို့ပေးရမှာတော့ငွေစားမခံဘုန်းကြီးကြတော့ဘာပြောတော့ကို့မိလောက်ကောင်းတဲ့ပုဂ္ဂိုလ်လောကမှာရှိအောင်မလားတဲ့ဘာလို့လိုက်ရမှာတော့ဟောအဲ့လိုမိဘဟာကို့သားတော့ဒါကို့သားအကြီးဆုံးကတောင်းတာတော့မပေးဘူးဘုန်းကြီးတို့မေတော်ကြီးကအကြီးဆုံးကတောင်းတာတော့မပေးဘူးမပေးတဲ့အပြင်မှာသူ့ကွယ်ရကြတော့ဗာပြောတော့ဆိုနင်အဟုတ်ထင်မနေနဲ့ပေါ့နော်
အမေလောက်ကောင်းတာအမေရင်လောက်ကောင်းတဲ့လူဆိုတာလောကမှာမရှိဘူးတဲ့နော်ဘာပြောမယ်ဘာဆင်ပေးမယ်ညာဆင်မယ်တော့မယုံလိမ့်နဲ့တဲ့မွေးစားမယ်လူဟုတ်ကဲ့လားဒါတရေကြလောက်အောင်ပြောရင်တရေကြတော့မှာဟုတ်တော့ကြဟုတ်တယ်ထင်တာပဲလူဆိုတာအဲ့ဒါလို့ပြောတာကိုခေါင်းထဲမှာမှတ်မိနေသေးတယ်ခဏအထိမွေးစားခြင်းလို့ခဏခဏခေါ်တယ်သူကသမီးလေးတယောက်တင်ရှိတာအဲ့တော့ညီအငယ်ဆုံးဆိုတော့သူကမွေးစားခြင်းလည်းပြောတော့လုံးဝမပေးဘူးနော်မရှိတူရှိတူကိုမိသားစုတူတူနေမယ်အမေလောက်ကောင်းတာလောကမှာမရှိဘူးလို့ပဲပြောတယ်ဟုတ်တယ်ကြီးတဲ့အခါပြန်စဉ်းစားကြည့်တော့ဟုတ်တာပဲတကယ်မှန်တယ်လို့မိဘရဲ့တန်ရောစင်လောက်ကျန်တဲ့လူကပဲကောင်းမလဲပေါ့ဒီလိုဆိုလို့မိဘရဲ့မေတ္တာလောက်ကျန်တဲ့မေတ္တာပဲကောင်းတယ်အေးဒါကြောင့်မလို့အမျှော်မြင်ဆိုတာရှိရမယ်အမျှော်မြင်ရှိဖို့ကြိုးစားကြရမယ်စိတ်ကူးမြင်နဲ့စိတ်ကူးရင်ချင်းနဲ့မျှော်မြင်ခြင်းဟာအမှန်တန်ကွာခြားတယ်နောက်ပုံမြင်လေးတစ်ခုပြောမယ်ပုံမြင်ဆိုတာတကယ်ဖြစ်ပျက်တယ်ဘုရားဟောတဲ့950ဇလန်းနဲ့ပြောတာနော်လမ်းဘေးကပုံမြင်မဟုတ်ဘူးဘုရားဟောခဲ့တဲ့950ဇတ်ထဲမှာမှတ်သားထားတဲ့ပုံဝတ္ထုတစ်ခုအခုလို့စိတ်ကူးရင်နဲ့အမျှော်မြင်လူတွေဟာပင်လယ်ခရီးကိုဖြတ်ပြီးတော့သင်္ဘောစီးကြတာပေါ့ကုံရောင်းကုံဝယ်သွားကြတာအခုဒီရွာလူတွေတော့ပင်လယ်မြင်ဘူးလားတော့သူမြင်ဘူးတဲ့လူလည်းရှိမှာပေါ့နော်ဒီပသိမ်ဘက်သွားလိုက်တာနဲ့တပြိုင်နက်ဟိုဘက်မှာပင်လယ်ဆိုတာတွေ့ပသိမ်ဟိုဘက်မှာပင်လယ်ဆိုတာတွေ့နေတယ်တက်ကဲတောင်တို့ဘာတို့ငပူတော်ဘက်ကဟိုဘက်ကပင်လယ်ဝပဲပင်လယ်ဆိုတာအင်တန်ကြီးမားတဲ့မြစ်ပင်ကျယ်ကြီးပဲရှိတော့ကအဲ့ဒီပင်လယ်ခရီးကြီးကိုကမ်းမမြင်လမ်းမမြင်ဖြတ်တန်းသွားပြီးလှိုင်းလုံးကြီးတွေကလည်းကြီးငါးကြီးတွေသရဝါကြီးတွေကလည်းအင်တန်ကြီးအင်တန်ကြောက်စရာကောင်းတဲ့ဧရိယာကြီးတစ်ခုပဲရေပြင်ကြီးကလည်းအင်တန်ကျယ်အဲ့တော့ကုံရောင်းကုံဝယ်သွားတဲ့အခါတက်ဆွန့်ပြီးတော့သွားကြဒီထဲမှာကံမကောင်းအကြောင်းမလှလို့မုံတိုင်းမိတာမျိုးနဲ့ကြာသွားရောဘုန်းကြီးတို့တီဟိုနေတော့က89ခုနှစ်ကတီဟိုနေတယ်89 88 89ဒီမှာ88အရေးခင်းဖြစ်နေတော့တီဟိုမှာရှိတယ်ဗမာပြည်ငပုတော်ဘက်ကရေလုတ်သားလို့ရင်ရင်ကြီးကြီးလေးခေါ်တဲ့ကိုတငါတို့ပေါ့နော်အဲ့ဒီလူတွေဟာပင်လယ်ထဲမှာဒုက္ခရောက်ပြီးတော့မျောလာကြတာတီဟိုရောက်လာတယ်တီဟိုရောက်လာပြီးတော့ဘုန်းကြီးတို့တော့ဘာသာရေးသင်တန်းလေးပါလေးတွေပေးပြရသေးတယ်သူတို့တလားချီပြီးတော့နေရတယ်ဟိုမှာအဲ့ဒီလူတွေဟာအစာရည်စာပြက်လက်ပြီးတော့ရေထဲမှာဖောင်ကလေးနဲ့မျောလာတဲ့လူရှိတယ်ဝလုံးလေးတစ်လုံးနဲ့မျောလာတဲ့လူရှိတယ်မော်တော်ဘုတ်နဲ့မျောလာတဲ့လူရှိတယ်အလုံးဟာဘိုက်ပူနံကားမသေးုံတမဲဖြစ်လာကြသေုံတမဲပဲအဲ့ဒီလိုပင်လယ်ခရီးဆိုတာအန္တရာယ်တွေလွန်များလို့မျောပါလာတတ်တယ်ပေါ့အဲ့ဒါလိုပဲဒီဇလန်းထဲမှာလူတစ်ထောင်ဟာရွက်လီလွှင့်ပြီးတော့ပင်လယ်ခရီးသွားတဲ့အခါမုန်တိုင်းမိလှိုင်းတွေကအလွန်ကြီးတော့လှိုင်းပုတ်တဲ့တံမခံနိုင်တော့သူတို့စီးလာတဲ့လှေသင်္ဘောကြီးဟာကွဲသွားတယ်ကွဲသွားတော့ကံကောင်းလို့ကျွန်းတကျွန်းအနီးပါးမှာသူတို့ကရောက်ရှိသွားတော့အားလုံးဟာအသက်မသေးဘူးကျွန်းပေါ်ရောက်သွားကြတယ်ကျွန်းပေါ်ရောက်သွားကြတယ်ကျွန်းပေါ်ရောက်တော့ကျွန်းကလည်းပဲဟိုတော်တော်လုံးလောက်ကြီးတဲ့ကျွန်းလေးလူတွေကအဲ့ဒီပေါ်မှာနေကြထိုင်ကြစားစရာတောက်စရာတွေကလည်းရှိတယ်အဲ့ကျွန်းကသူတို့အဲ့ဒီကျွန်းပေါ်ရောက်တော့ပြောနေကြတာပေါ့ပြောနေကြတယ်တော်တော်ကြောင်လှေသင်းမောမရှိသည့်အတွက်ကြောင့်အရက်ကိုတော့မပြန်နိုင်ဘူးအဲ့ဒီကျွန်းပေါ်မှာတောင်တင်ကြတယ်ပေါ့လူ900အဲ့ဒီထင်မြလည်းပဲလူ2အုပ်စုကွဲသွားတယ်သဘောတူရအုပ်စုအမျှော်မြင်ရှိတဲ့လူတွေကတအုပ်စုအမျှော်မြင်မရှိတဲ့ခေါင်းဆောင်နောက်ကတအုပ်စုဟောလူ900စီအုပ်စုကွဲသွားတယ်အဲ့ဒီလူတွေဟာဒီနေ့ကျတော့ဘာလုပ်ကြတော့လို့ဆိုအဲ့ဒီကျွန်းပေါ်မှာပေါက်တဲ့ဒီမင်းဘောတို့ဘာလို့ဆိုအပင်တွေရှိတယ်ဒနိဆိုတဲ့အပင်မျိုးတွေရှိတယ်လေထပင်လိုဟာမျိုးတွေပေါ့ဆိုပါစို့အဲ့ဒီမှာဒီကြိုက်တဲ့ကောင်တွေပါလာတာပေါ့
အဲဒီကနေပြီးတော့အရက်သေးစားတွေချက်ပြီးတော့ဒီနေ့ကျတော့ပျော်ဝဲစားကြတာထေရတွေမူအရက်တွေမူနဲ့အဲ့လိုလုပ်တော့ဘာဖြစ်လဲလို့ဆိုဒီကျွန်းမော်ကနတ်ကြီးတယ်လို့ပြောတယ်ကျွန်းဆောင်နတ်တွေရှိတယ်ကျွန်းဆောင်နတ်တွေကလူတွေကဒီလိုအညစ်ကြေးစုနာကိုသူသိပ်ပြီးတော့ယွန်းတယ်အညစ်ကြေးစွန့်နိုင်မြေကြီးမှာတွင်းတူးပြီးတော့မြုပ်ဖို့အစရတဲ့ကသူတို့အချင်းချင်းအဲ့ဒါလိုညှိနှိုင်းထားတာအဲ့ဒါတော့ဟုတ်တယ်အခုပြင်ဦးလွင်ကဘုန်းကြီးတို့ကျောင်းနေရမှာတောင်နတ်ကွန်းနေရတစ်ခုရှိတယ်နတ်ကွန်းနေရဒီလောကီအနေနဲ့ကဲဘုန်းကြီးတို့ကိုယ်ွယ်တဲ့ဒကာဒကမတွေကနေမေးကြည့်တယ်သွားမေးကြည့်စမ်းတို့ဒီနေရာမှာမှားမှားယွင်းယွင်းနေမလုံးမိအောင်နတ်ကဘာလုပ်ချင်တော့မေးကြည့်စမ်းလို့ဆိုပြီးတော့မေးကြည့်တဲ့အခါမှာ तू ကဘာပြောတော့ဆိုဒီအခုလိုကြောင်းဆောက်တာတွေဘာတွေတော့ तू ကျေနပ်ပါတယ်ဒါပေမဲ့အညစ်အကြေးတွေကိုတော့နေရာတကာမစွန့်မိပါစေနဲ့ဆိုတဲ့စကားကို तू ပြောတယ်ဒါနတ်ကတော့ပြောတော့ဟုတ်မဟုတ်တော့မသိဘူးနော်အဲ့လိုပြောတာမှန်တယ်နေရာအသစ်ဆိုတော့ဘုန်းကြီးတို့ကလည်းဒါကိုမေးကြည့်လိုက်တာပေါ့နော်နတ်ဆိုတာတော့မရှိဘူးမဟုတ်ရှိတယ်ဘုရားဟောတဲ့တရားတော်တွေထဲမှာများစွာပါတော့ပေါ့ပြောတော့အေးဟုတ်တယ်ဒါကတော့ကိုယ်နေရာလဲကိုယ်အိမ်ကောင်းရင်လာမစင်စွန့်ပဲကြိုက်မလဲပေါ့ဒါကတော့သဘာဝပဲဟုတ်တယ်မဟုတ်လားအညစ်အကြေးတွေလာလို့ရင်သူကကြိုက်မှာမဟုတ်ဘူးအေးဒါတော့ဆင်ញင်ရမှာပေါ့လို့ဆိုဟုတ်တယ်အဲဘုန်းကြီးတို့ကျောင်းမှာတခါတော့ကဖြစ်တစ်ခုဖြစ်ဒီကျောင်းမှာတော့မဟုတ်ဘူးဘုန်းကြီးလှူထားတဲ့ပြင်ဦးလွင်မှာပဲမြေကွက်တစ်ကွက်ရှိတယ်အဲ့ဒီမြေကွက်ကိုသွားပြီးတော့ခြံခတ်တဲ့အခါမှာအလုသမားတစ်ယောက်ကဘာလုပ်တော့ဆိုခြုံပေးထိုင်ပြီးတော့ခင်းလေးသွားခဲ့တယ်ပေါ့နော်အရေးပါသူအဖတ်မဟုတ်ပါဘူးအဲ့ဒါလမ်းရောက်တော့ဘာဖြစ်လဲဆိုတော့သူနဲ့လှုပ်ဖို့ကြိုက်မဲ့တယောက်ကထပြီးဓာတ်နဲ့ခုတ်တယ်သူနော်ထပြီးဓာတ်နဲ့ခုတ်တော့ဘေးကဝိုင်းဆွဲကြရတာပေါ့အဲ့ဒီကောင်ကဓာတ်နဲ့ခုတ်တဲ့ကောင်ကဘာပြောတော့ဆိုဒီကောင်နဲ့သူ့အမေကောင်ကိုပန်းသွားလို့တဲ့ဆိုပြီးတော့အဲ့လိုပြောတယ်ဘာဖြစ်လို့မင်းဒီလိုလုပ်တာတော့ဆိုသူ့အမေကောင်ဒီကောင်ပန်းသွားတယ်နော်သူ့အမေကောင်ကိုကျင်ငယ်နဲ့ပန်းလို့ဆိုပြီးတော့စိတ်ဆိုးပြီးတော့လိုက်လာပြီးတော့လှုပ်တာအဲ့ဒါနဲ့ပြန်တောင်းမှလိုက်ဆိုတော့အဲ့ဒီမှာသူပြန်ပြီးတော့ကြော်ဝဲလေးပါလေးထိုးပြီးပြန်တောင်းမှလိုက်တော့အဲ့ဒါပြီးသွားတာအဲ့ဒါဘုန်းကြီးတို့တော့မရှိဘူးကျောင်းကဦးဇင်းတွေပြောပြတွေ့တဲ့ကိုတော်တွေပြောပြမရှိဘူးလို့ပြောလို့မရဘူးလေအဲ့ဒီလိုမမြင်ရတာသာရှိတာမမြင်ရတာနဲ့မရှိတာမတူဘူးလေမြင်ရခြင်းမမြင်ရမှာပေါ့လေဆိုတာမျက်စိကမမြင်ရဘူးဒါမရှိတာပဲအဲ့ဒါလို့ဖြစ်တာတွေရှိတယ်ပေါ့အခုလေဒီလူတွေဟာကျွန်းပေါ်မှာအညစ်အကြေးတွေဟိုစွန့်တာကိုကျွန်းဆောင်နှက်တွေကမကြိုက်ဘူးဆိုတာကိုသူတို့သိထားသည့်အတွက်ကြောင့်အရင်တော့စနစ်တကျအခင်းလေးစွန့်ကြတယ်အရက်မူးပြီဆိုတဲ့အခါကျတော့ဒါတွေမစင်ကျင်တော့ဟိုစွန့်လာအဲ့တော့ကျွန်းဆောင်နှက်တွေကစိတ်ဆိုးတယ်စိတ်ဆိုးတော့သူတို့တိုင်ပင်ကြတယ်ဘာလုပ်လဲတိုင်ပင်ဆွေးနွေးတယ်ဒီလူတွေတို့ကျွန်းပေါ်မထားတော့ရှင်းပြမယ်ပေါ့အကောင်လုံးလာမဲ့လာပြီနေ့မှာဆိုရင်ဒီရတက်တာဟုတ်သူကဒီရတက်တယ်အဲ့တော့ဒီရတက်တယ်ဆိုတဲ့နေရာမှာလည်းပဲဒီရကိုတိုက်လို့ခေါ်တာပေါ့တိုင်ပင်တိုက်ဆိုတာလေအဲ့ဒီရကသူကလာထွက်တဲ့အချိန်မှာတက်တာလာထွက်တဲ့အချိန်မှာလာဆန်းကနေစပြီးတော့ဒီရတက်လာတာလာပြည့်ထီအောင်နောက်လာကွယ်သွားရင်တော့ရေအကျဆုံးဖြစ်တယ်ပေါ့အဲ့ဒါကိုသိပ္ပံဆရာတွေကျတော့ဘာပြောတော့ဘာလို့ဒီရေတက်လဲလို့ဆိုသိပ္ပံဆရာတွေကပြောတဲ့နည်းကတော့လာရဲ့ဆွဲအားကြောင့်ဒီရေတက်တယ်လို့သူပြောတယ်နော်လာရောင်ကနေဆွဲလို့ရေတွေတက်လာတယ်လို့ဒီလိုဆိုတယ်သိပ္ပံပညာရပ်မှာဒီလိုပြောတာအဲ့ဒါကိုပိဋကစာပေထဲမှာအမှတ်မထင်ဒါနဲ့ပတ်သက်ပြီးတော့စကားလုံးတစ်လုံးဖွင့်ထားတာကိုသွားတွေးရပိဋကစာပေမှာတော့ဒီရေဘာလို့တက်ထားတော့လို့ဆိုတဲ့အခါမှာလာဆွဲလို့မဟုတ်ဘူးသူကြတော့နော်ပင်လေထဲမှာတဲ့ကြောက်ဆောင်ကြီးတွေရှိတယ်မှန်တယ်ကြောက်ဆောင်ရှိတာသိကြတယ်ရေထဲမှာမြုပ်နေတဲ့ကြောက်ဆောင်ကြီးတွေရှိတယ်အဲကြောက်ဆောင်ကြီးတွေဟာ
စန္ဒရကန္တကြောက်လို့ခေါ်တယ်စန္ဒရဆိုတာလကန္တဆိုတာနှစ်သက်လာရောက်နဲ့တွေးလို့ရှိရင်အဲ့ဒီကြောက်တောင်ကြီးတွေကရေတွေအံ့တယ်ကြောက်တုံးကြီးတွေပင်လယ်တွေကကြောက်တုံးကြီးတွေရေအံ့တယ်ရေအံ့တဲ့အခါကျတော့ရေတွေတိုးလာပွားလာအဲ့ဒီပွားလာလို့ရေတွေတက်လာတာလို့ဒီလိုဆိုတယ်အဲ့ဒါကပို့ပြီးတော့တောင်သဘာဝကျတယ်လို့ထင်တယ်ဘာဖြစ်လို့တော့ဆိုတော့လာရောင်ကနေပြီးတော့ဆွဲလို့ပင်လယ်ကရေဒီတက်ရတယ်ဆိုရင်မြစ်ထဲကရေကြဘာလို့မဆွဲတာတော့လေးစားရှိနော်သူကဟိုအကြီးတောင်ဆွဲနိုင်ရင်အသေးလေးပူဆွဲလို့ရမှာပေါ့နောက်ဆုံးမှရေဥစဉ်တွေကရေတွေလည်းဆွဲသွားနိုင်တာပဲလေလာရောင်ကဆွဲမယ်ဆိုရင်ရေဥစဉ်တွေရေထားကြည့်ပါလားဒီခါလာတာတဲ့ညမှာလာတာတဲ့ညထဲမှာရေတဲ့ရေကိုစလုံးနဲ့ထည့်ပြီးတော့ဆွဲလာလို့ဆိုင်ကြည့်ပင်လေရေတော့ဆွဲလာလို့ရေတွေတက်တယ်လို့ဒီလိုပြောတယ်သို့တော့ပိဋကစာပေကပြောတာကြတော့ဆွဲအားလို့မပြောဘူးသူတို့ gravity ခေါ်တာပေါ့နော်ဆွဲအားလို့မပြောဘူးဘာလို့ပြောလို့ဆိုလာရောင်နဲ့တွေးလို့ရှိရင်အဲ့ဒီကြောက်တုံးကရေတွေအံ့နေတဲ့ဒီလိုပြောတယ်ဒီရေအံ့နေစုပ်တယ်ဆိုတာရှိတယ်လေစက္ကူတောင်မှပဲတချို့စက္ကူကရေတွေကိုစုပ်သွားတာငုံထားတာညှစ်လိုက်ရင်အများကြီးထွက်လာပြန်တာအဲ့ဒီတော့နောက်သူရိယကန္တရကြောက်ဆိုတာရှိသေးတယ်နေရောင်နဲ့တွေ့လို့ရှိရင်မီးတောက်တယ်သူကကြောက်က2မျိုးရှိတယ်နေရောင်နဲ့ထိရင်မီးတောက်တဲ့ကြောက်ရှိတယ်လာရောင်နဲ့တွေ့လို့ရှိရင်ရေအံတဲ့ကြောက်ရှိတယ်ဟောရေတွေထွက်လာတဲ့ကြောက်ရှိတယ်အဲ့ဒီ2မျိုးပင်လယ်ထဲမှာကြောက်ဆောင်ကြီးတွေကလည်းအမတန်ကြီးလာတာတဲ့အချိန်ဆိုလာရောင်နဲ့တွေ့ပြီးတော့အဲ့ဒီကြောက်တောင်ကြီးတွေကရေတွေစိမ့်ထွက်လာတယ်ဟောအံထွက်လာတယ်အဲ့ဒါကြောင့်မလို့ဒီရေတိုးတယ်လို့ဒီလိုဆိုတာပိဋကစာပေမှာတော့ပိဋကစာပေဆိုရင်လည်းပါဠိတော်မှာပါတာမဟုတ်ဘူးဘုရားကဥပယန္တိဆိုတဲ့စကားလုံးလေးကိုသုံးတာဥပယန္တိဆိုတော့တိုးလာတယ်တက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာပင်လယ်ရေတွေတက်လာတယ်လို့ပဲလို့ဥပမာပေးထားတာကိုဖော်ပြတဲ့အခါမှာအဲ့တိုင်းသုံးတာပေါ့နော်ဟုတ်ပြီအဲ့ဒီမှာလည်းပဲဒီခါလာပြီနေရောက်လို့ရှိရင်ဒီလူတွေအကုန်လုံးရေတဲ့မျောပြစ်မယ်ဆိုပြီးတော့နတ်တွေကတိုက်မြင်ကြတယ်တဲ့ဒီကြောမှာဒီလူတွေဆက်မထားတော့ဘူးအဲ့တော့နတ်တွေထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းတဏှာတတ်တဲ့နတ်ကပါသေးတယ်နော်မတဏှာတတ်တဲ့နတ်ကလည်းရှိတယ်တဏှာတတ်တဲ့နတ်ကလည်းရှိတယ်ဒါမို့နတ်တိုင်းကမကင်ပါဘူးသိမကြောက်ပါနဲ့တဏှာတတ်တဲ့နတ်နဲ့တွေ့ရင်တော့ကင်မှာမဟုတ်ဘူးနော်ဆိုးတဲ့နတ်ကတော့လုံမှာပဲလူလဲလူဆိုးဆိုလှုပ်တာပဲမဟုတ်လားအေးထိကနေရှိစိတ်တူတဲ့လူလည်းရှိတာပဲထိကနေရှိဟိုရန်လိုတဲ့နတ်လည်းရှိမှာပေါ့ခွေးတောင်မှပဲကြည့်ရလားဟိုကြိုက်ချင်တဲ့ခွေးကြိုက်တယ်နတ်ကောင်းတဲ့ကောင်ရှိတာပဲဝါသနာဆိုတာမတူဘူးလေအဲ့တော့သူတို့လူတွေရဲ့အကျိုးလူတွေတဏှာတဲ့အကျဉ်းတရားရှိတဲ့နတ်ကနေလာပြီးတော့ရောက်ဘက်ကနေလာပြီးတော့သူတို့လူတွေကိုပြောတယ်တဲ့ညကိုလာပြောသွားတယ်မင်းတို့နတ်တရားစိတ်ဆိုးနေပြီမင်းတို့မစင်နေတောင်ဆွမြောက်ဆွအညစ်အကြေးတွေနဲ့လို့တော့ဒီကျွန်းဆောင်နတ်တရားစိတ်ဆိုးနေပြီမင်းတို့ဒီလာပြီးကြလို့ရှိရင်တော့မင်းတို့ရေထဲမျောလိုက်မယ်အဲ့ဒါတတိထားကြကိုကိုကြွတင်ပြီးတော့ပြင်ဆင်냐ဆိုပြီးတော့ခု15ရက်အချိန်ရှိသေးတယ်2ပတ်အချိန်ရှိသေးတယ်ပြင်ဆင်냐လို့ပြောတယ်အဲ့လိုပြောသွားအဲ့လိုပြောသွားတာမကြခင်ပဲ6တွန်းတဲ့အကောင်အချွန်နဲ့မမဲ့အကောင်လည်းရောက်လာပြန်နော်အဲ့ဒီကောင်ကဘာပြောတော့ဆိုသူကတောင်ဘက်ကလာပြီခုနနတ်ကပြောသွားတဲ့စကားမင်းတို့မယုံကြနဲ့မင်းတို့ဒီတစ်သလုံးနေလာတာဘာမှဖြစ်ဘူးအေးဆေးဆေးနေကြဟောကဲနတ်2ယောက်စကား2မျိုးဖြစ်မသွားဘူးလားအဲ့ဒီနေရာမှာစိတ်ကူးရင်သမားနဲ့အမျော်မြင်ရှိတဲ့လူကွာသွားပြီအဲ့ကြတော့နော်အမျော်မြင်ရှိတဲ့လူနဲ့စိတ်ကူးရင်သမားကွာသွားတယ်အုပ်စု2ခုဖြစ်သွားတယ်ဟေ့နောက်ပြောတဲ့စကားမှန်တယ်တို့နေလာတာကြာလာပြီစိတ်ကူးရင်သမားတွေကနောက်ပြောတဲ့စကားမှန်တယ်ဒါကြောင့်မလို့တို့ဘာမှလုပ်စရာမလိုဘူးမင်းတို့ကြောက်မနေနဲ့မဟုတ်တဲ့နေဒါကောလာဟလာတွေဟုတ်လားကောလာဟလာတွေပါဒါတွေကမဖြစ်နိုင်ဘူးဆိုပြီးတော့အဲ့ဒါလို့တွက်တဲ့အုပ်စုကအတွေးသမားတွေကအဲ့လိုတွက်တယ်မဟုတ်ဘူးပညာအမြော်မြင်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုစဉ်းစားတော့လို့စဉ်းစားပုံနဲ့တားกว่าအေးစကား2ခုကတော့ကွဲလွဲနေပြီတဲ့အရင်ပြောတဲ့နတ်ကပြောတော့တာတော့တို့စိတ်ဆိုးနေပြီမစင်နေတောင်စွန်းမြောက်စွန်းစွန်းတာဟုတ်တယ်မင်းတို့အရင်မူးပြီးတော့မင်းတို့လောက်တာမှန်တယ်အဲ့တော့စိတ်ဆိုးပြီးတော့မင်းတို့ရေပြောမယ်ဆိုတာဖြစ်နိုင်တယ်အဲ့တော့
နောက်လူကတော့နောက်နတ်ကတော့မဟုတ်ဘူးလို့ပြောသွားတယ်ကဲဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကျွတ်တင်ပြင်ဆင်မှုလုပ်ကြမယ်တို့ဒီအမြော်အမြင်ရှိတဲ့လူနဲ့မရှိတဲ့လူအလွန်ကွာတယ်နော်အမြော်အမြင်ရှိတဲ့လူကဟေ့ဘာပဲဖြစ်ဖြစ်ရှစ်လူပြောတဲ့စကားရှစ်နတ်ကပြောတော်တဲ့စကားမှန်ရင်မှန်ပဲနောက်နတ်ပြောတဲ့စကားမှန်ရင်မှန်ပဲဘယ်သူစကားမှန်မှန်တို့ကျွတ်တင်ပြင်ဆင်တာမမှားဘူးဟောဆိုပြီးတော့သူကပြပင်ကြီးကြီးတွေလဲပြီးတော့လက်သမားတတ်တဲ့လူတွေနဲ့အကုန်လုံးသင်္ဘောကြီးလေကြီးတွေဆက်ကြသူတို့လူ900ဆန့်အောင်ဆက်တယ်နှစ်ပတ်အတွင်းအကုန်ပြအောင်ဆက်ပြီးတဲ့အခါကျတော့အဲ့ဒီပေါ်မှာရွက်တွေပါတွေတင်တက်တွေပါတွေနဲ့အကုန်လုံးပြင်းစင်ထားတယ်ကုန်းပေါ်မှာပြင်းစင်ထားပြီးတော့အဲ့ဒီနေ့ကလေးတွေစောစောထမင်းမှာကျွေးပြီးတော့အဲ့ဒီပေါ်တင်ထားတယ်ယူကျင်တဲ့ပစ္စည်းတွေပါတွေလည်းကုန်ထက်သူသင်္ဘောကြီးတစ်ခုပေါ်မှာတင်ပြီးတော့ပြင်းစင်တာဟိုကောင်တွေကတော့ရီတာပေါ့မင်းတို့ကောင်တွေအယူတွေလားနော်မင်းတို့ကောင်တွေအယူတွေလားသူကပြောတာမင်းတို့ယုံနေငါတို့နေလာတာဘယ်နှစ်ရှိဘာမှဖြစ်ဘူးမင်းတို့ဆိုတဲ့ကောင်တွေအဲ့ဒါလိုနေတော့လာပြီနေညနေရောက်ဒီရက်တွေတက်လာတာဟာခါတိုင်းလေးဒီလိုတက်တာပဲဘာမှမပူနဲ့နော်အဲ့ဒီနေကြတော့ဒီရက်တက်လိုက်တာဘယ်လောက်ထိတက်တော့ဒုစစ်ကနေခါနေပြီးတော့နော်ဒုစိတ်ကနေပေါင်လဲကနေခါကနေလေပင်ကနေပြီးတော့လူလုံးမြုပ်လောက်ထိထီအောင်တက်လာတော့အဲ့ကြမှာမျက်လုံးပြူတော့ဘာမှစိတ်ရမရှိဘူးနော်ဟိုလူတွေကတော့သင်္ဘောရွက်လွင့်ပြီးတော့ထွက်သွားကြလေဘာမှစိတ်ကူးမရှိတဲ့ကောင်တွေတော့အဲ့ဒါဟိုတစ်ပင်ခိုတက်ဒီတစ်ပင်ခိုတက်နဲ့အဲ့ဒါရေကတဖြည်းဖြည်းမြင့်လာတာနာဂီတုံးကရေအတိုင်းပဲအကုန်လုံးအိမ်ခေါင်မိုးတွေပါမြုပ်ပြီးတော့နောက်ဆုံးမှရေထဲကုန်ပါသွားကြကဲစဉ်းစားကြည့်စိတ်ကူးရင်နဲ့အမျော်မြင်ဆိုတာဘယ်လောက်กว่าလဲအမျော်မြင်ဆိုတာအဲ့ဒါပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်အမျော်မြင်ရှိရမယ်အခုလူဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲတို့ဒီနေ့ကျတော့အိုးမှာပဲမအိုးခင်တို့ဘာတွေလုံးတင်တယ်လဲကုသကောင်းမှုတွေတို့လုံးဝဖြစ်မယ်ဟောအမျော်မြင်တာနော်မျော်မြင်မျော်မြင်မရှိတဲ့လူကတော့ဟေးပျော်ပျော်နေသိခဲတယ်မသိခဲတာမဟုတ်သိလွယ်မှာနော်ပျော်ပျော်နေသိခဲတယ်ဆိုပြီးတော့အခုကလွယ်လွယ်နဲ့သိနေတာလေသိသွားပြီဆိုဘာမှမပါဘူးနောက်လှည့်ကြည့်နောက်စိပဲရှိအားမရှိအဲ့တော့မှခြေမကင်ပြီးလက်မကင်ပြီးဒုက္ခတွေရောက်ဒီလိုတွေဖြစ်တတ်တယ်ဒါကြောင့်အမျော်မြင်ဆိုတာရှိရမယ်မျော်မြင်ရှိလို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဒီလိုစဉ်းစားတို့သာသနာတော်နဲ့ကြုံတွေ့နေတယ်တရားဓမ္မတွေလည်းထွန်းကားနေတယ်မြတ်စွာဘုရားဟောတဲ့တရားတွေတို့လေးလာမယ်ဆိုလေးလာဖို့အခွင့်အရေးတွေအများကြီးရှိတယ်တို့မှာနားလည်နိုင်စွမ်းရှိတဲ့အသိပညာတွေလည်းရှိတယ်အဲ့တော့တို့တွေတတ်နိုင်သမျှတပည့်စကြာရွတ်နေရင်လည်းတို့တပည့်စကြာအဓိပ္ပာယ်နားလည်အောင်တို့လုပ်မယ်ဘာလို့ရမလဲနေ့စဉ်ဘဝမှာဒီတရားတွေကဘာအသုံးချလဲဘယ်လိုအသုံးချရမှာလဲမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဖတ်မယ်တရားပွဲတွေကျင့်ပါတယ်တရားနာတယ်ရထားတဲ့တရားနာတွေကရတဲ့အသိပညာတွေတို့ဘယ်လိုအသုံးချရမလဲနေ့စဉ်ဘဝအမျော်မြင်သမားကအဲ့လိုနားလည်ရမှာနော်အဲ့ဒါလို့နားလည်ပြီးတဲ့အခါမှာဒီဘဝအခုလိုသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအရေးကြီးဆုံးအပြင်မှာအကြောင်း2ခုရှိတယ်ဘာလို့ဆိုရင်တပုရိတတန်တေဝတဲ့သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းဆိုဒီမှာမြတ်စွာဘုရားဒီပြောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးတထမတဝနသူတော်ကောင်းတရားကိုနာရမယ်သူတော်ကောင်းနဲ့ပေါင်းမှသူတော်ကောင်းတရားဆိုတာနာရတယ်နော်အခုလူတိုင်းတရားနာနိုင်တာမဟုတ်ဘူးလေရွာလုံးကျွတ်တရားနာတာဟုတ်ကဲ့လားဟုတ်ဘူးအဲ့တော့တပ္ပုရိသုပနိတယတတ္ထမတဝနသူတော်ကောင်းတရားနာဖို့ဟောဒီအချက်နှစ်ခုဟာတရားနာခြင်းဖြင့်ပညာဘုဒ္ဓတွေရပါတယ်အခုရတဲ့ဘုဒ္ဓဘာလို့ဆိုစိတ်ကူးရင်နဲ့အမျော်အမြင်ဟောအမျော်အမြင်ကအရေးကြီးတယ်တွေးပုံတွေးနည်းတွေကြည့်နော်တို့ကစိတ်ကူးရင်မှမဟုတ်ဘူးအမျော်အမြင်လက်တွေ့ကြတာဘောဒါဆုံးဖြတ်မှာဒါကြီးမားတဲ့တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်တယ်ပေါ့ပညာဆိုတာတို့တွေစီးဖို့အထောက်ကြရမယ်အရာရာမှာတတ်သိနားလည်မှုစဉ္ကြတုံတရားရှိဖို့လိုတယ်ဟုတ်ပြီသူတော်ကောင်းနဲ့ပေါင်းတော့သူတော်ကောင်းတရားနာရတယ်ပညာဘုဒ္ဓတွေရတယ်ရပြီးဒီတယ်မဲ့ရထားမှာလားဆိုတော့မဟုတ်ဘူးယောနိသောမနတိကာရတဲ့မှန်ကန်တဲ့အတွေးလေးတွေမှန်ကန်တဲ့စဉ်းစားမှုတွေမှန်ကန်တဲ့နှလုံးသွင်းမှုလေးတွေရှိရမယ်တရားမှလာတဲ့အတိုင်းမှန်ကန်နှလုံးသွင်းနိုင်ရမယ်ဓမ္မနုဓမ္မပฏิပတ်တိတဲ့မြတ်စွာဘုရားဟောကြားထားတဲ့မက်ဖို့နိဗ္ဗာန်ဆိုတဲ့
တန်တရားဝကလွတ်စင်နိုင်တဲ့တရားနဲ့သင်လျော်တဲ့သီလအကျင့်တမာတိအကျင့်ပညာအကျင့်ဆိုတဲ့အနုဓမ္မတွေကိုကျင့်ရမယ်အဲ့ဒါတွေကိုကျင့်ဖို့လိုတယ်ပေါ့ကျင့်တယ်ဆိုတော့လက်တွေ့လိုက်နာတာကိုပြောတာမျက်စိကြီးမှိတ်ပြီးတရားထိုင်နေမှကျင့်တာမဟုတ်ဘူးနော်ကျင့်တယ်ဆိုတာလက်တွေ့လိုက်နာတာလက်တွေ့လိုက်နာတာဥပမာပဲမိဘကိုလှုပ်ကြွေးရမယ်ဆိုတော့ကို့အမေကိုတတ်နိုင်တယ်လို့ကိုမိဘကိုလှုပ်ကြွေးတယ်ဒါလိုက်နာတယ်လို့ခေါ်တာပဲကိုအမေရဲ့ဝေယဝိဆကိုအဖေရဲ့ဝေယဝိဆမိဘနှစ်ပါးကိုပြုစုဆောင်ရှောက်တယ်မြတ်စွာဘုရားဟောတယ်လေတာယနံပါရိစရိယာယမာတာပိတုတုပန္တိတာမိဘနှစ်ပါးကိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာမိဘနှစ်ပါးကိုပြုစုတယ်တဲ့ကိုစားတဲ့ထဲကထမင်းလေးပေးတယ်ဟင်းလေးပေးတယ်လှုပ်ရှားရှိတာဝိုင်းလှုပ်ပေးတယ်အများအားလုံးနေရမှာလို့ပြောတာမဟုတ်ဘူးကိုရှိတဲ့ထဲကခွဲပြီးမိဘအတွက်ကြွေးတယ်ပေးတယ်ဟောတာယနံပါရိစရိယာယမာတာပိတုတုပန္တိတာအသိဉာဏ်ရှိတဲ့အမျှော်မြင်ရှိတဲ့သားသမီးဟာမိဘကိုပြုစုလုပ်ကြွေးတယ်အဲ့ဒီပြုစုလုပ်ကြွေးခြင်းကြောင့်ဣဒေဝနံပတန်တန္တိတော်လိုက်တာဒီကောင်လေးကအမေဖေလုပ်ကြွေးနေတာဒီကလေးမလေးကအမေဖေလုပ်ကြွေးနေတာအရက်ထဲမှာချီးမွမ်းနေချီးမွမ်းခံရတယ်ဆိုတာလည်းအကျိုးတစ်ခုပဲပေါ့ဣဒေဝနံပတန်တန္တိပစ္စတက္ခိပမောရတိမျက်စိနှလုံးမှိတ်သွားတဲ့အခါမှာသူကနတ်ပြည်ရောက်ဖို့တေချာနေပြီလို့ဆိုတာဒါဘုရားဟောတဲ့စကားစာထဲမှာတေချာပါတဲ့ဘုရားဟောတဲ့တရားနော်ဘုရားဟောတဲ့တရားဆိုတာဘုရားကတေချာသိပြီးတော့ဟောတာမို့လွယ်မှာမရှိဘူးဒီပြင်မသိဘဲနဲ့ရမ်းပြောတဲ့လူရဲ့စကားတော့မှားချင်မှာပေါ့ဘုရားကတော့မမှားဘူးတာယနံပါရိစရိယာယမာတာပိတုတုပန္တိတာဣတိဝနံပတန်တန္တိဒီဘဝမှာပဲသူ့ကိုချီးမွမ်းတယ်ချီးမွမ်းကြတယ်ပစ္စတက္ခိပမောရတိတည်သွားတဲ့နောက်မှာတော့သူနတ်ပြည်မှာမွေးလျော်ရမှာပဲဟောဒါတေချာပေါက်ပဲမြတ်စွာဘုရားအဲ့တော့ဒီလိုအကျိုးတွေရတာလေမြတ်စွာဘုရားတရားတော်ကိုကြားနာရပြီးတဲ့အခါမှာအခြေအနေအနည်းဆုံးနောက်ဆုံးသိတဲ့အခါမှာနတ်ပြည်ရောက်နိုင်တယ်ပေါ့အခုလိုတရားဓမ္မတွေနာပြီးတော့အသိဉာဏ်ရှိလာပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲအမျှော်မြင်နေရလာတဲ့ပုဂ္ဂိုလ်တယောက်ဟာတန်တရားဝကလွတ်ဖို့ဆိုလို့ရှိရင်တော့တို့တွေကိုယ်ခန္ဓာကိုအာယုံစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာယုံနဲ့နာနှမျိုးပဲရှိတယ်ဒါပေမဲ့ငါတို့ကထင်နေတာဒီယုံနဲ့နာနှစ်ခုကိုပဲငါလို့ထင်နေတယ်တကယ်တော့ငါလို့ပြောစရာတခုမှမရှိဘူးငါမရှိရင်လည်းငါဟာဆိုတာမရှိနိုင်ဘူးသူ့တဘာဝအတိုင်းဖြစ်နေငါလို့ဘယ်လိုလုပ်ပြောမလဲတဖြည်းဖြည်းအိုးနေတာငါဘယ်လိုဟုတ်မလဲနော်ကိုယ်ဆန္ဒအတိုင်းဖြစ်ကြလားအသက်ကြီးတဲ့လူတွေမကြီးကျင်ဘူးမဟုတ်လားဘုန်းကြီးတို့တော့မကြီးကျင်တာမှန်တယ်နော်ရလားရဘူးအိုးလာမှာပဲတဖြည်းဖြည်းအိုးလာမယ်ပေရီတွန့်မယ်ဘာတွေဖြစ်မယ်ညာတွေဖြစ်မှာပဲလေဒါကငါလို့ပြောလို့ပဲရပြောမယ်ဆိုလို့ရှိရင်ရုပ်ခန္ဓာကိုယ်ကြီးကနာမ်ခန္ဓာနာမ်ရောရုပ်ရောဆိုတာရွေ့နေတာဥပမာမဲ့မြစ်ရောက်တဲ့အခါမြစ်ရစီးနေတဲ့ရေတစ်ခွက်ကိုခတ်ယူလိုက်ပြီးတော့နောက်တစ်ခါခတ်တဲ့အခါအဲ့ဒီရေမဟုတ်တော့ဘူးတခြားရေဖြစ်သွားပြီအဲ့ဒီရေကခတ်လို့မရဘူးအောက်စီးသွားပြီအဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍမှာရှိတဲ့ယုတ်တိဏ္ဍတွေမနေ့ကယုံဏပြီးသွားပြီချုပ်သွားပြီအခုဒီကနေ့ဟာကော်ပီတွေမနေ့ကတရားပွဲလဲဒီနာထိုင်တာဆိုရင်ဒါကော်ပီကြီးလာထိုင်တာတင်တာအစစ်မှန်မဟုတ်တော့ဘူးမနေ့ကယုံတယ်ဒီနေ့ယုံမတူဘူးဒီနေ့အိုသွားပြီနေ့ပြန်အကြတိတဲ့အိုမှာသို့တော့ကော်ပီကနည်းနည်းတူးနေသေးလို့အော်သူပဲလို့ပြောရသေးတာနောက်ထပ်အနှစ်50လောက်လာကြည့်ဒီနာမှာဖွားအိုကြီးဖိုးကြီးဖြစ်နေပြီသိကြတယ်ရှိခြင်းမတောင်ရှိတော့ဟုတ်ကဲ့အဲ့ဒါနေချင်းညချင်းခုံရွေ့သွားတာမဟုတ်ဘူးတဖြည်းဖြည်းချင်းသွားနေတာလူတွေကရက်နေတယ်လို့ထင်တာဘယ်ဟာမှရက်မနေဘူးအကုန်လုံးသွားနေတာကြီးပဲအကုန်လုံးအဲ့ဒီသဘောလေးတွေကိုသိတာကိုအမှန်မြင်တယ်လို့ခေါ်တာတမ္မာဒိဋ္ဌိအဲ့ဒီလိုတွေးနိုင်ရင်တမ္မာသင်္ကပ္ပအဲ့ဒီတိုင်းကြိုးစားအထောက်နိုင်ရင်တမ္မာဝါယာမတတိထားတတ်လာလို့ရှိရင်တမ္မာတတိစိတ်တည်ငြိမ်မှုရှိရင်တမ္မာသမာဓိဆိုတဲ့အဲ့ဒီမဂ်ခင်၅မျိုးတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတဲ့သီလကိုအခြေခံပြီးဒီမဂ်ခင်၅မျိုးနဲ့ကိုယ်တဘာဝကိုစဉ်းစားလာနိုင်ပြီဆိုတာကိုဓမ္မာနုဓမ္မပฏิပန္နလို့ခေါ်တယ်အဲ့ဒါလို့စဉ်းစားလာလို့ရှိရင်ဘာဖြစ်မှန်သိလာတဲ့အခါမှာမှားရွေးတဲ့အမြင်ဆိုတဲ့မိစ္ဆာဒိဋ္ဌိကပျောက်သွားတယ်အမြင်မှားမှုကိုကျော်လွှားနိုင်သွားတယ်အမြင်မှားမှုမရှိတော့ဘူးဆိုတန်တရားဆိုတာလည်းကျော်သွားနိုင်တယ်အဲ့ဒီမှားရွေးတဲ့အမြင်နဲ့
မာယွန်းတဲ့အမြင်ကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်တန်တရားကိုဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စဖယ်ရှားလိုက်နိုင်ပြီမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့နိဗ္ဗာန်ကိုသွားတဲ့လမ်းကြောင်းကြီးတဲ့ရောက်သွားပြီဆိုတာကိုသောတပန္နလို့ခေါ်တာပဲသောတဆိုတာမဂ္ဂင်၈ပါးအပန္နဆိုတာရောက်သွားတာမဂ္ဂင်၈ပါးအကျင့်တရားလမ်းကြောင်းကြီးတဲ့ရောက်သွားလို့ရှိရင်တော့အေးစစ်စစ်နေပြီးတော့စီးပြီးတော့မျောလိုက်သွားနိဗ္ဗာန်ရောက်မှာပဲခုနဘဝဆိုရင်နော်ဒီလိုဆိုလိုတာပေါ့အေးဒါကြောင့်မို့တရားချစ်ခင်တို့ရင်ပြိဿပေါင်းတို့စိတ်ကူးယဉ်ခြင်းနဲ့အမျှော်အမြင်ဒီနှစ်ခုမှာစိတ်ကူးယဉ်ခြင်းဆိုဒီမှာအတိညာကင်းမဲ့ရာရောက်တယ်ပေါ့ဒါကြောင့်မို့စိတ်ကူးယဉ်ပြီးတော့မနေနဲ့အရာရာမှာအမျှော်အမြင်ဆိုတာရှိကြမှာဖြစ်တယ်အမျှော်အမြင်ရှိအောင်ခုလိုတရားဓမ္မတွေနာယူရတယ်စာအုပ်တွေဖတ်ရှုရတယ်ပညာတွေလေ့လာစီးပူအထောက်ကြရတယ်ဓမ္မသာလည်းအမျှော်အမြင်ကိုအခြေခံပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတွေအကျင့်တရားကိုကျင့်ကြံကြုတ်ကိုအထောက်နိုင်ကြပါစေကုန်တည်း